အမေကအလင်းဆုံးကျရှာခိုင်းတာကြီးမှသိတယ်ငါသားတဲ့မင်းကိုယ်တိုင်ကဘယ်တော့မှအလင်းဆုံးကျဖြစ်မဲ့ကောင်မဟုတ်ဘူးသို့သောမင်းကအလင်းဆုံးကျပဲကျလဲတော့သိရလိမ့်မယ်အမေကအဲ့ဒီအလင်းဆုံးကျကိုမင်းဝန်းရံတတ်ရလိမ့်မယ်အမေကပြောသွားတယ်ကျွန်တော်အခုတော့အလင်းဆုံးကျကိုသိပါပြီဟိုဆိုးတာကမဝတ္တဆိုတဲ့ပုဂ္ဂိုလ်တွေမဝတ္တဆိုဟိုဘက်ဆိုရခက်ကဟိုဘက်ဆိုရခက်ဆိုတာလေဒီဘက်ဆိုရခက်ဘာပဲမထူးပါဘူးသုံးနာရီလောက်ဆိုရင်သူတို့ကမြို့ထဲကိုစိုက်ဆရာဝင်လာရင်သဘုံဝင်လာတဲ့ထင်တာသူတို့ကအဲ့ဒါအတူတူပဲဘယ်မြို့နယ်ရောက်အတူတူပဲဘယ်သင်တန်းကျောင်းကဘလို့သင်ပေးလိုက်တယ်လည်းမသိဘူးဆရာတို့ရဲ့လက်ဖိတ်လေးတိုက်သေးတာလက်ဖိတ်ကလည်းဒီလိုတစ်ခွက်ထဲကိုသုံးခွက်ဖြော်တာအဲ့ဒီယုံကသူတို့ယုံကကောင်းလေးမေးကြည့်တော့မင်းတို့တစ်ခွက်ထဲဘာလို့သုံးခွက်ဖြော်လို့ဆိုတော့သတိရင်ဝမ်းလို့ရေးထားလို့တဲ့အဲ့ဒါနဲ့ဖြော်တိုက်ပြီးဘာပြောလဲဆိုတော့ तू ကမင်္ဂလာသီးတစ်လုံးနဲ့ဘုရားစုမှန်သေးတာဆရာတို့ရဲ့ညကြရင်နိုင်ငံတော်ဆိုတော့ထိပါမဲ့စကားမျိုးတွေတော့ဖြင့်မပြောစေချင်ပါဘူးခင်ဗျာတဲ့အဲ့ဒါလေးတော့ရှောင်ပါတဲ့ကျွန်တော်တို့စဉ်းစားကြည့်တယ်ငါကပြောမဲ့အစစ်စစ်မရှိဘူးသူပြောမှဟုတ်သားပဲသူပြောအောင်မှာမလားတရားခံသူဘုရားမောင်းဆရာတယောက်ရှိတယ်သူကမောင်းတီးနေတာအကောင်အလွတ်ရှင်ကမောင်းဆရာအပေါ်တက်အဲ့ဒီချင်းလေးပြီးရင်သမင်းထက်စားအောင်အလွတ်ရှင်ခေါ်တော့လက်ခတ်ကလေးတစ်ခုမောင်းပေါ်တင်တက်စားပြဿနာမရှိဘူးဝိုင်းကြည့်နေတဲ့ကလေးတွေသူကမှားသွားတယ်မင်းတို့မောင်းအောက်ကဖျောင်းချက်တွေမခွာနဲ့တော့ကလေးတွေကငကောကမောင်းအောက်ဖျောင်းချက်ရှိမှမသိဘူးသူဆက်စော်တာနဲ့သူလက်တက်သွားရောကြည့်လိုက်တော့မောင်းအောက်မှာဖျောင်းချက်တွေဟုတ်သားပဲခွာကြဆိုပြီးခွာတာပဲကျွန်တော်လည်းအိမ်မဝတ္တဥက္ကဋ္ဌလုံမှာမောင်းအောက်မှာဖျောင်းချက်တွေရှိပါလေလားပေါ့အဲ့တော့မခွာတော့တာပဲနော်ဒါပါတော့ကျွန်တော်တို့ဘယ်ပါတီအလံတော်အောက်မှာမှမရှိပါဘူးအမတန်ပရိယုဇာသောဓမ္မယလတ္တဖြစ်သောစင်ကြယ်သောစာရေးပြီးတော့အသက်မွေးကြပါလေစာရေးဆရာတိုင်းပါပဲတိုင်းပြည်ကိုချစ်တာပေါ့တိုင်းပြည်ကိုမြန်လို့တာပေါ့လူမျိုးကိုချစ်တာပေါ့အဲ့တော့ကမောက်ကမတွေ့ရင်တော့မနေနိုင်ဘူးဗျကလိကလိနဲ့ပြောချင်တာကမောက်ကမတွေကလည်းတိုင်းပြည်လုံးဆိုတော့လေဘယ်ကစပြောအောင်မတော့ဘူးကမောက်ကမတွေလည်းများတယ်ဘာနဲ့တူလဲဆိုတော့ဟိုတုန်းကကိုဝန်ဆောင်မိခင်က10လကျော်နေပြီဘိုက်ကတအားနာသူ့ယောက်ျားကိုတော်ပါတီလုံနေရတော့အဲ့နာမှာဟောဘာဖြစ်လို့လဲဟောကျုပ်ဘိုက်နာလေလေအင်းမင်းမိုက်တန်တော့ဘာလို့အောင်ထလင်းလူးပါလားထလင်းလူးတဲ့ဘိုက်နာတာမဟုတ်ဘူးကျုပ်မွေးတော့မှာသွားဝန်ဆွဆရာမပြေးခေါ်ဆိုအဲ့ကြမှာဟုတ်သားပဲဆိုဝန်ဆွဆရာမပြေးခေါ်ဝန်ဆွဆရာမပြက်ကလေးလှန်ကြည့်ဟုတ်သားပဲမိမ10လကျော်နေပြီရက်တောင်ဆုံးနေပြီကစေးပုံဆရာမရှိရထမင်းကိုအနီကိုတို့ယောက်ျားစေးပုံနဲ့နောက်ကကုတ်နဲ့လိုက်အပေါ်လက်ကျစေးပုံပေးဆိုဆရာမကျွန်တော်ပါလိုက်မယ်လေထားရှင်လိုက်လို့မရဘူးဒါမင်းကလေးကိစ္စလေးဆိုအထက်ဝင်သွားချင်းဆိုတကားပိတ်အဲ့ဒီမှာတစ်သက်လုံးဖျားမရှိခိုးမှုတဲ့ဖေးကရှိခိုးတယ်ကပောက်ချပြရလည်းမရဘူးဒါပေမဲ့7မိနစ်လောက်ကြာတယ်ဒီခလေးစာမကြောက်အဲ့ကြမှာတကားလေးပွင့်လာဝဲဥလက်တစ်ချောင်းတော့မရှိဘူးလားရှင်ဝဲဥလက်စဉ်းစားတယ်သူလူလို့နေမှာပါအိမ်မေးကငှားပြီးပြလိုက်တယ်ဝင်သွား7မိနစ်လောက်ကြာပြန်ထွက်လာတယ်ပလာယာပါရှာပေးရှင်ပလာယာဆိုတော့လက်ဆက်ကြတော့ခလေးမွေးတာပလာယာညှက်ဆွဲတာနဲ့ဂျူပါရဲ့အဲ့ဒါနဲ့သွားပြီးတော့ပလာယာလျှောက်ရှာပြီးတော့ပေးလိုက်တော့ဆရာမယူသွားထဲချင်းဆိုတကားပိတ်7မိနစ်လောက်ကြာကလေးသာမကြားသေးဘူးတကားပွင့်မရဘူးရှင်စုနဲ့တူနဲ့ရှာပေးစမ်းပါရှင်အဲ့ဒါမှဆရာမထမင်းဆွဲထားတယ်ကျွန်တော်မိမဘယ်နဲ့ဖြစ်နေလို့တော့ရှင်မိမမကန်ရသေးဘူးကျုပ်ကစေးပုံးကိုဖွင့်မရသေးတာတိုင်းပြည်အစိုးရမင်းများကလည်းလူထုကိုမကန်ရသေးဘူး
သူတို့လွတ်တော်တွေကစေဘုံကဖွင့်မရဘူးစဉ်းရလိုက်တာဘာတွေလုပ်နေကြမှမသိဘူးဒါနဲ့ပဲကဲလွတ်တော်သက္ကန့်တစ်ဝက်တော့ရှိပြီပေါ့ဘာတွေလုပ်မှမသိဘူးသူတို့ကစေဘုံဖွင့်မရတာအကြောင်းမဟုတ်ဘူးလူလူကဘယ်နဲ့ဖြစ်နေတော့ကြည့်လိုက်တော့လူလူကရေမွာပေါက်နေပြီဒါနဲ့လွတ်တော်သက္ကန့်တစ်ဝက်တော့ရှိပြီသူတို့ဘာတွေများလုပ်ကြတော့လို့ရှာလိုက်တော့သွားတွေ့တာပဲပရောဖက်ဆာဒေါက်တာစိတ်ဖွားလိုက်ရှာတယ်အလုံးအရင်းနဲ့ရှာတာမတွေ့ပါဘူးတွေ့တာကိုမဟုတ်ဘူးပြောသလားလည်းမသိဘူးမတွေ့ဘူးနောက်လွတ်တော်သက်တမ်းတစ်ဝက်သမရလူနေကြပြန်ပြီသမရကလည်း3ယောက်လူတာ9ယောက်လောက်ရှိတယ်တိုင်းပြည်လည်းသမရအထွက်တိုးပေါ့ဗျာနော်စင်ရစာကြီးနော်ဒါပါတော့ကျွန်တော်တို့ကဘာနဲ့တူလဲဆိုတော့တလောကလွတ်တော်ဥက္ကဋ္ဌကြီးကမိတ်2015ကျရင်သမရကြီးကသမရမရွေးတော့ဘူးတဲ့နောက်နေ့သတင်းစာမှာပါတယ်သမရကြီးကပြန်ရှင်းတယ်ငါပါဇက်နဲ့ငါပြောမှာတဲ့သူတို့လည်းဘယ်နဲ့ဖြစ်တယ်ကလေးတွေကစားတာကြကျွန်တော်တို့ကလည်းဘယ်သူယုံအောင်မှမသိဘူးစဉ်းစားကြည့်နော်ငါပါဇက်နဲ့ငါပြောမယ်ဖြစ်ကုန်မယ်ပြောဖြစ်ကြပါသို့သောရှင်းရှင်းလင်းလင်းတော့လုပ်ကြဘယ်သူပြောလို့ပြောမှမသိဘူးဖြစ်တယ်ဟိုတုန်းကမေဇီးပေးထားတဲ့လူနာကလှိမ့်နဲ့ရောက်လာမေဇီးကမပြည့်တယ်ပဲဆရာဝန်ကလည်းခွဲစိတ်တော့မယ်လက်တွေစွတ်နေပြီဓာတ်တွေပါလေရွေးဖယ်ထားပြီဆရာမကလည်းအစင်းစစ်မယ်ဆရာမပြောတယ်ဘာမှမကြောက်ပါနဲ့ရှင်ဒီခေတ်ကခေတ်စီးပညာကအရန်တိုးတက်လာတဲ့အတွက်ဒီ operation ဆိုတာ minor case ဖြစ်ကုန်ပါပြီစစ်တပ်ပဲရေးကြည့်တယ်စစ်တပ်တင်းတင်းထားခဏလေးရမကြောက်နဲ့ဘာမှမကြောက်နဲ့ခဏလေးရပြီးသွားလိမ့်မယ်စိတ်ပဲအဲ့တော့လူနာသတိမလစ်တစ်ချက်နဲ့ပြန်ပြောတယ်ဆရာမရဲ့ကျွန်တော်မကြောက်တတ်ပါဘူးခင်ဗျရှင်းပြောနေမိုးရှင်ခွဲစိတ်မဆရာဝန်ပြောနေတာဒုက္ခဘယ်နဲ့ဖြစ်ကုန်လဲမသိဘူးဝိလေကြောင်ပတ်တယ်နောက်တစ်ယောက်ကပို့ဆိုးတယ်ဆရာဝန်စီသွားတာဘာဖြစ်လဲဗျကျွန်တော်ဆရာဖင်းတင်းရှင်းတင်းဖြစ်နေလို့ဖျားချင်လားမသိဘူးအဲ့တော့ဖင်းတင်းရှင်းတင်းလောက်နေများဆရာဝန်စီမလာပါနဲ့ဗျာခင်ဗျားတို့လည်းပတ်စံကုန်ပါလေကျုပ်တော့ကျုပ်လည်းမနေ့အဲ့လိုဖြစ်တာပဲဆရာဘယ်လိုပြောက်တော့ကျုပ်ကတော့ရလေးတစ်ပတ်သောက်ပြီးကျုံမိမကျုပ်ဖက်ထားရတာပဲဩဟုတ်ကဲ့ပါတကယ်ဝယ်လိုက်ပါမဆရာဆရာမိမဘယ်နေ့အားလဲတာပြောပါဒုက္ခပဲဆရာဝန်ကတော့ဖေးပြောက်တယ်ချင်းညာဒုက္ခတည်းကျွန်တော်တို့ဝိလေကြောင်ပတ်ဒီပေါ့နော်ဒါတော့တိုင်းပြည်ကလည်းဆင်းရဲလိုက်တာဓာတ်တွေလမ်းလို့ဆင်းရဲတော့ဘာဖြစ်ကြုံကိုပစ္စည်းကိုထုတ်ရောင်းရတယ် human resource ဆိုခေါ်တယ်လူဟာရင်းမြစ်မဖြစ်တဲ့၍ကိုပစ္စည်းကိုထုတ်ရောင်းနေရမှာပဲအဲ့ဒါအမှန်ပဲအေယာဝရိယအရှိကြီးခမရပဲဈေးပေးကြည့်မလဲပေးကြည့်လေချင်းတို့ရတော့လာဆက်တာပြတဝက်လောက်တော့ရှိတယ်စစ်တောင်းကနည်းနည်းတူတယ်ဗျို့ကြည်စာပေးတော့ဖြစ်ကုန်လက်ပံပါသွားပြီပုပ်ပွားမှာခွဲစိတ်ကုန်ပြီတဲ့ဒီတဲ့နည်းနည်းပူတောင်းချမ်းလာရင်သင်္ကုတ္တရကုန်းတော်ကြီးရောင်းမဗျာဖြစ်ကုန်မှာပေါ့လက်ထက်ကပစ္စည်းထုတ်ရောင်းတာကတော့ဘယ်သူမှဆိုလုပ်တတ်တယ်ဒါဆိုလူစီရင်းမြစ်ဖြစ်ရလိမ့်မယ်မဖြစ်ပါဘူးကြာပါပြီကျွန်တော်တို့ကနောက်ကျဘယ်လောက်နောက်ကျလဲရှေ့ရလို့မှုံတော့မမြင်ရတော့လူစီရင်းမြစ်ဖြစ်ရလိမ့်မယ်ကိုပစ္စည်းကိုထုတ်ရောင်းတာရွာကခင်တို့ရွာကပေါ်တာမေကအသက်80ကျော်သားရဲ့အမေဖြစ်မင်းဖေဒီကလေးကငါလှုပ်ရှားနေရတယ်မင်းမူးထားတာလကားပဲဒီနေ့
ပဲလုံးစီပြုတ်ကလေးစီတောင်မစားနိုင်ဘူးငါသားရဲ့အမေတလှဲ့လှုပ်ကြွေးပါအောင်ဆိုအမေချွေးကန်လေးကနှစ်ချက်အမြဲတမ်းခိုးထေသွားတော့မေယူချီကြခမရလေးရာဒါပြောနေတာပဲခမရထမင်းငါလို့လားမငတ်တော့မငါဘူးပေါ့သားရဲ့ငတ်တော့မငါဘူးပေါ့ငါသားကဒီသက်ရွယ်ကြီးရောက်နေမင်းလက်တလှဲ့လှုပ်ကြွေးအောင်မှာပေါ့ပကြီးကြီးကနေတိုင်းပြောတော့မခံရတဲ့ပစိုးတူတော့ပစိုးအဟောင်းတစ်ထည်ခေါင်းမိချုံပြီးထွက်သွားနိုင်ဝက်လောက်ရှိတော့ပြန်လာအမွှေးနှုတ်ထားတဲ့ကြက်ပြစ်ပေးတယ်မေကိုကက်ချက်ကျုပ်ကမလုံချင်လို့နေတာအမေကအားသာပြောတာငါသားကြီးဆွမ်းဆရှိတယ်သိတာပေါ့အေးငါသားခုတ်ချက်သမီးလေးကညကြတော့နှုတ်စီဘူး၄ဘူးထည့်ရတယ်အဲ့ဒါတော့အိုးချစ်စားရတယ်ဘိုက်ကောင်းစားပြီးအိတ်ကြတာကပြင်မှာထွက်သမီးလေးအိတ်မနဲ့မိုးနေတော့မေရစနိုးတော့ဘောတာနှိုးတယ်ဟဲ့ဘောတာဟဲ့ကမောတာဗျာဘာတော့ခင်ဗျအဆုံးရှိသေးတယ်တို့အိမ်ကခါတိုင်းတွန်းနေကြညောင်ခံချက်ကမတွန်းဘူးနော်ဘောတာဒီဘက်လှည့်ပြီးပြုံးအမေရဲ့အမေလည်းအရွယ်ရပြီပဲတရားနဲ့ဖြေပါညောင်ကန်ကျက်သင်္ခါရပဲလုံးစီသင်္ခါရပါနေအိမ်ကကြက်မဟုတ်လားအဲ့ဒါပဲခင်ဗျာဝင်းနဲ့တောင်ကြာပြီးမှတော့သိပြီးရောပေါ့အဲ့ဒါမြမင်းပစိုးတူတော်ဝက်ပြီးပစိုးကဘာကိစ္စချုံရတာတော့ကိုယ်အိမ်ကပစ္စည်းကိုအိမ်အမွှေးနှုတ်လို့ရရတာနဲ့ကိုယ်အိမ်ကပစ္စည်းကိုရောင်းတာပြီးမဲ့ခင်ဗျာလွယ်တယ်မင်းနဲ့ခင်ဗျာစန္ဒပြတဲ့လူတွေအများကြီးဗျာဖြစ်ချင်တယ်ဖြစ်ကုန်ကြပြီ။ဘာဖြစ်လို့လဲကျွန်တော်တို့ပြန်ကြည့်ရင်တကယ်လဲကျွန်တော်တို့ဆင်းရဲခဲ့ကြပါလေ။တိုင်းပြည်ဆင်းရဲတယ်လို့ပြောရင်ကျွန်တော်တို့ပဲ့ပါသွားတာပညာနဲ့ရှင်ကျေးမှုတွေကအရင်ပဲ့ပါပါတယ်။ရင်ကျေးမှုတွေပဲ့ပါတယ်။တချို့ကပြောတယ်သမိုင်းပြက်ပြီလို့ပြောတယ်။သမိုင်းပြက်ပြီတချို့ကလည်းပြောတယ်သမိုင်းပြည့်ရုံဘယ်ကနေမလဲပထူရွာပြည့်ပြီပြတယ်ဟာပြောသမောင်တောတောင်ကြီးမြေလုံးပါကုန်ပြီမြို့တုံးနာကတုံးကုန်ပြီပြက်တာကပြက်ကုန်ပြီပြူလာကပြိုးကုန်ပြီရုံးမှောက်ခုံနေဖြစ်ကုန်ပြီပထူပြည့်ပြီပေါ့တယောက်ကပြန်ပြောတယ်ပထူပြည့်ရုံမကဘူးကိုလူကဘာပြည့်သေးလို့ဓာတုတွေလည်းပြည့်ပြီဟာတက္ကသိုလ်ရဲ့ရှိတဲ့ဌာနတွေကုန်ပြီဓာတုတွေဘယ်နဲ့ပြည့်တော့ဟာတိုင်းပြည်ကထွက်တဲ့ဓာတ်ငွေနဲ့ရေလံကတရုတ်ရောင်စားပြီးကျွတ်တို့ကမိဆက်ပြန်ဝယ်နေရတာလေဒါဓာတုပိဒါပြက်တာပေါ့ဟောပုတ်သားပဲတယောက်ကလည်းပြောတယ်ဓာတုပိဒါပြက်ရုံမကဘူးပြတယ်ရုပ်ခပိဒါလည်းပြက်ပြီဟာဘယ်လိုဖြစ်လို့တော့ဘာတော့ဘာတောင်မှကောင်းကောင်းမကြံတော့ဘူးလေကျွတ်တို့တိုင်းပြည်မှာများကြံလာဆိုလို့အေးပြောသမောင်နောင်တပဲရှိတော့တယ်တလို့ကတော့အစိုးရသစ်ပင်စင်ကောက်နေပါဗျာတော်ပါသေးရဲ့ဘာပဲနေတော့ဟာဒီကျူးနဲ့လက်ပါနေပြောတာပဲဘာလို့ဘုံလုံးခုံဖနက်ခုတ်ကြံတော့လားမြန်မာစာလည်းပြက်မြန်မာစာလည်းပြက်ပြီပြောချင်တယ်လို့ပြောတော့တာပဲရေးချင်တယ်လို့ရေးတော့တာပဲဖြစ်ချင်တိုင်းဖြစ်ကုန်ကြပြီဟိုတုန်းကမင်းသမီးတွေအေးရင်ကျူးတယ်ဆိုရင်တမန်တက်လုံးကငိုကြတယ်ဒီဆရာတော်ဘုရားကြီးရဲ့သိက္ခာပညာသမာဓိဂုဏ်ကျေးဇူးတွေကိုဖွဲ့နွယ်ချင်းလုပ်ပြီးဆိုကြငိုကြတမန်တော်လုံးကပြန်ပြီးဆရာတော်ဘုရားကြီးရဲ့ဂုဏ်ကျေးဇူးတော်အောင်းမေ့ညိတ်နေကြရမစဲနိုင်မနေ့တည်းကတော့ခင်ခင်တို့ရွာလိုက်သွားတယ်သူ့ဘာကြီးဖုန်းကြီးဆုံးလို့အေးရင်လို့ခေါ်တယ်ပကက်ထဲအလောင်းတော်ကြီးထည့်ပြီးမင်းသမီးကလွှဲနေပြီးစိုးနေတာဩຫນွေဥပေါက်ပြီးဖုံပြောက်ပြီးလေဟာဘယ်နဲ့တရှင်တော့ဒီချက်မျိုးဆက်ဆိုတယ်သူကမှန်လားပါဗျာတပည့်တော်မတို့တရားမပြတော့ဘူးလားဗျာတပည့်တော်မတို့မဆုံးမတော့ဘူးလားဗျာအခုတော့ရှင်ဘုရားကတပည့်တော်မတို့သစ္စာညိုးချိုးပြီလားဗျာသစ္စာကိုင်းလေလို့ဓမ္မနေရပါတယ်သနာရဲလို့ပြောနေမယ်စားမောင်မုံဘူးကျူးစားပါလားခွေဘုန်းကြီးကိုဆိုနေတာဟာဒုက္ခပဲ
ရှင်ဘုရားသီလသိက္ခာပညာပြည့်စုံတော်မူလို့ဘုရားတပည့်တော်မတော်မှာအီးမြတဲ့အရေးအာဝါဒကြီးပြောက်ပါဘောလားဖေရွှေလောင်းကြီးပြိုးပါဘောလားဖေအခုတော့ကြံရစ်ခဲ့တဲ့တရားဓမ္မတွေယူဖို့ပဲရှိပါတော့လေဖေမောင်ချင်များစုယူရပြီဘောလေဆိုတော့အဲ့ဒီတော့မှဥစဉ်နဲ့ထပလာပြားနဲ့တဲ့ရိုက်မှပြီးဖြစ်ချင်တိုင်းဖြစ်ကုန်ပြီဘုန်းကြီးဟန်းနဲ့စကားမပြောတတ်တော့ဘူးမန္တလေးမှာကျောင်းတက်ကြီးတွေလည်းရှိပါရဲ့ဒါပေမဲ့ယဟန်တန်ကနဲ့စကားမပြောတတ်တဲ့အထိယဉ်ကျေးမှုတချို့ဆုတ်ယုတ်ကုန်ပြီဖုံနဲ့ဖုံဆိုတော့တင်းတင်းတို့မြလို့နဲ့သွားတူးနေတာပေါ့ထူးတာပဲဖုံများကလည်းစကားမပြောတတ်တော့ဟိုတော့မေကင်းနဲ့သူသမီးမနှင်းကိုခေါ်သမီးလာဟိုမှာထညက်ဆရာတော်ကြီးသွားကဆန်းတပည့်ကလေးကိုသမီးပကုံးပေါ်တင်သွားဆရာတော်ကြီးရှေ့ကြလို့ရှိတယ်တပည့်ကလေးဖြန့်နော်သမီးရင်လှောင်းရတယ်သမီးဆရာတော်ကြီးဟုတ်ကဲ့ပါမေထညက်လေးကြီးသွားဆရာတော်ကြီးကတက်တော်90ကြည့်ဟဲ့ဘယ်သူတော့တက်လာတာမဲနဲ့မနှင်းပါဗျာဘယ်သူသမီးလုံးနဲ့ကဒကမကြီးမဲကင်းသမီးဖေ။ဘာတော့ထညက်ပါဖေ။ကန်ဖေရှင်ဆင်းလို့အရင်ဝတ်ဖြစ်ရတယ်ပြီးတော့မငါဝတ်ဖြစ်အေးဟုတ်ပြီဝတ်ဖြစ်ထားခဲ့မိုးထိုးပြီးပြန်အဲ့တော့မဲကင်းကစပက်ကလေးပခုံးပေါ်တင်ပြီးတပည့်တော်မှပြန်ကြွပါအောင်မဲဖေ။ဟဲ့ကောင်မလေးဘယ်နဲ့ဘယ်လိုပြောလိုက်တယ်တပည့်တော်မှပြန်ကြွမလို့လေဖေ။ဟာနဲ့မအေးလို့စမ်းမဲကင်းလို့စမ်းမဲကင်းရောက်လာရှင်ဘုရားခေါ်တယ်ဆိုလို့ပါဘုရားခေါ်လာပေါ့နင်းသမီးကအဲ့လိုပြောနေပါလားတပည့်တော်မှပြန်ကြွပါအောင်မယ်အိုးအဲ့လိုပြောသလားဘုရားအဲ့လိုပြောလို့နင်းခေါ်ခိုင်းတာအိမ်ရောက်မှတပည့်တော်မှမိန့်တော်မူလိုက်ပါအောင်မယ်ဘုရားနင်းကပူဆိုးနေနင်းယောက်ျားဘယ်သူမောင်ညွတ်မှာဘုရားခေါ်သားအဲ့ကောင်မောင်ညွတ်ထေးဆိုင်မှာခေါ်လာကွန်ရလေးတွေကစတယ်ထေးနတ်နာမှာဆိုလို့ရှင်ဘုရားခေါ်ရဆိုလို့ပါဖေမင်းသမီးကသုံးမကြလို့မင်းမယားခေါ်ဆုံးမတာဒီလိုပြောတော့ကောင်းလားကွာမကောင်းပါဘူးဗျာအလူတောင်ဖြစ်ကုန်ကြပြီလားဖေဖြစ်ကုန်တာမင်းဆုံးမအောင်ဆုံးမပါမယ်ဖေလောလောဆယ်တော့ရှင်ဖေကလည်းဆုံးမပါအောင်ဖေဘယ်လိုဆုံးမအောင်လို့ကြောင်းတဲ့ခြေတော်ရမချပါစေနဲ့ဖေမင်းကပိုဆိုးကွာမင်းအိမ်မသူရှိသေးတော့ရောက်ခမရှိပါသေးဖေခေါ်စားရောက်ခမရတက်90တော့တုံနဲ့တက်လာဆရာတော်ခေါ်ရဆိုလို့ပါဖေ။မင်းအသက်ဘယ်လောက်ရှိပြီတော့90ကျော်ပါပြီဖေ။အေးမင်းမီးကတော့မကြလို့မင်းသမီးကိုခေါ်ဆုံးမညံဖြစ်လိုက်တာမင်းသမက်ကတော့ဓာတိလန်းတော့မင်းမဆုံးမဘူးလား။အဲ့တော့မှဖို့ရနေတယ်ကြ။ဘုရားတပည့်တော်သူတို့၃ယောက်နဲ့နေရတာစိတ်ညစ်လှပါဗျာ။စိတ်မညစ်မနေနဲ့မင်းဆုံးမတောင်းရှိတယ်။ငိုမနေနဲ့မှန်လားပါဗျာအခုတော့စိတ်ညစ်လုံးလို့ဘုရားတပည့်တော်တစ်ခါတွေးမိပါဗျာဘယ်လိုတွေးလို့ဩငါဘဝနှစ်ထပြန်တော်မူရင်ကောင်းမှာပဲလို့မင်းကပို့ဆိုးနေအိမ်မသူရှိသေးလို့ဘယ်သူမှမရှိတော့ပါဘူးဗျာအဲ့ဒါလိုဖြစ်ကုန်ပြီဝဆနာလင်္ကာရအယုတ်ဖထံကရိုင်းပရက်ကြာနန်းရွတ်တဲ့လူမျိုးတွေကျွန်တော်တို့ကသောတာလင်္ကာရသာယာနာပြောပွဲနာချမ်းသာပွဲဖြစ်အောင်ပြောတဲ့လူမျိုးတွေသောတာလင်္ကာရသရစီကံပုတ်ဖြတ်ပိုက်ဖြတ်နဲ့ညီအောင်ပြောတယ်ဒီစလုံးကဒီဘက်ကဟိုစလုံးကဟိုဘက်က1945ခုနှစ်ကသတင်းစာမှာဘူဂျုကတော်လှန်ပြီတဲ့ဂျပန်ကိုတော်လှန်တော့မယ်ဆိုတော့ခေါင်းကြီးစလုံးကြီးကဘူဂျုကတော်လှန်ပြီကျွန်တော်ဘာကြီးကဖတ်တယ်ဘူဂျုကတော့လှန်ပြီတဲ့စလုံးဟိုဘက်ဒီဘက်မကတ်တယ်အထာလင်္ကာရအနဲ့ရဲ့တန်းစာဆင်ခြင်းနဲ့သွားတယ်အနဲ့နဲ့တန်းစာဆင်တယ်အင်မတန်သာယာနာပြောပွဲကောင်းအောင်ဆင်တယ်ဗျာဆရာကသူ့မျက်နှာလေးတဲလေးရှိမယ်မျက်ကလေးတွေကထူထူလေးနဲ့အလမ်းမှာထနောင်းပင်လေးရှိမယ်ချိုးလေးနဲ့ကောင်ကသားလို့ရေးတယ်ဗျာလေးချိုးနဲ့ကောင်ထနောင်းပင်ကြီးလောင်းကလွန်းအောင်ကိုချွဲဘရောပြူပင်မြက်လေးစားထူလှဖိုးတောင်တို့တဲ့ဘရောပြူတို့ဘရောညိုတို့ဆိုတော့နွားရင်ပြန်ကြိုက်ညက်တွေပေါ့တချင်းဆရာကလည်းဂီတလေးနဲ့ကြတော့တချင်းဖြစ်တာပေါ့ဂျုံနှကောင်ထ
နောင်းမင်းကြီးလောင်းကနောင်းအောင်ကိုချွဲဘာလို့ပြုပင်မြက်လေးစားထိုးလာဖို့တောင်းလို့တဲ့ကျွန်တော်လူမျိုးကကြပြဖွဲ့ဖို့လည်းဝန်မလေးဘူးတချင်းအဖြစ်ခံစားဖို့လည်းဝန်မလေးဘူးဆိုတဲ့လူမျိုးတွေအရာရာမှာကျွန်တော်တို့ကနဘေးကံရနဲ့ပြောတယ်အခိုင်နှိုင်းနဲ့ပြောတယ်ဥပမာဥပမေယနဲ့ပြောတယ်ပုံတူပတ်စနဲ့ပြောတယ်စကကိုးစကကားနဲ့ပြောတယ်သင်္ကန်းသူတို့အမေဆိုရင်အမတန်စကကိုးစကကားနဲ့ပြောတာပေါ့ရှင်းတော့သူတို့ရွာလိုက်တော့ဖိတ်စာလေးလွန်ခဲ့တဲ့နှစ်ပေါင်း40လောက်ကဖိတ်စာလေးအတုပဖိတ်စာကျွန်တော်ယူလာခဲ့တယ်ဖတ်ကြည့်တော့တသိအကျော်သမားတော်များနဲ့ကုသရီမျောပူဇော်ညောင်ထောက်နံလျောက်ငါးလွတ်ငှက်လွတ်သက်ထားဝါဒရာခင်သွတ်သွင်းခေါ်စာမဩနာမသေးဩဇရာတိုက်ကျွေးကြလေသူငါကစလုံစံမရသည်မရဏမင်းသူ့လက်ကျွင်းလို့သက်စင်ခရာကြရောက်ပါသောကြောင့်အနိစ္စသာသာဝရယုံလုံးပြသည်ဖြစ်၍ကျွင်းကြံသောကလာပရုပ်အကြံကိုသုတ်သာမှာသဟာယတစုနဲ့ဇာပနာပြုမိဖြစ်၍ဖိစာရတဲ့လူကရောပြီးလိုက်သေးလိုက်ချင်စိတ်ပေါ့အောင်ကောင်းရှင်းတော့အင်မတန်ကောင်းတာကိုကျွန်တော်တို့လူမျိုးတွေကမညံ့ဘူးအင်မတန်မညံ့ဘူးအခုတော့ကျွန်တော်ပြောသလိုပြက်ကုန်ပြီရှင်းတော့အိုင်ချင်းတွေကောင်းမလေးအိမ်ကိုကောင်းလေးတွေကလူပြိုတွေကဝိုင်းတော့အကိုတွေမောင်တွေကဒီကောင်အိမ်ပေါ်တင်ထားချစ်တဲ့သူငယ်လေးသငယ်ချင်းကောင်းရောင်းမလို့လေငါ့ကိုကွယ်အမေကြီးနဲ့ဘာကြီးဖြစ်လို့အိမ်လေးကြောင်မှာစူးတွေချလေဖြစ်နေငါမစေစုံလှေကကုံမှာဂလုံမောင်းကြောင်စောင့်တော့တယ်လှေကဦးမှာဘလူးမောင်းကြောင်စောင့်တော့တယ်လှေကကြီးမှာစူးလေမောင်းကြောင်ကျေးတော့တယ်အိမ်တိုင်းတိုင်းမှာနရိုင်းမောင်းကြောင်ခြီတော့တယ်ထရံကြားမှာဓာသွားမောင်းကြောင်စိုက်တော့တယ်အိမ်ကျမ်းကျမ်းမှာအသွားမောင်းကြောင်ထားတော့တယ်အိမ်မိုးခေါင်လှမ်းဆောင်မောင်းကြောင်စိုက်တော့တယ်လေကဦးမှာဘလူးမောင်းကြောင်စောင့်တော့တယ်လေကကုံမှာဂလုံမောင်းကြောင်စောင့်တော့တယ်ဆိုတာဒီစာရီတွေကတွေ့တဲ့ရှေးမြန်မာကြီးတွေရဲ့အလေးအထတွေ့ရတယ်ပကံသမတိခေတ်ကစီးဆင်းလာတဲ့ယုံကြည်မှုထဲမှာအင်းဝညောင်ရမ်းစကိုင်းကုန်းပေါင်ခေတ်ထိဂလုံအင်းတို့ဘလူးအင်းတို့တရမပါတဲ့ဘီးအခရာနဲ့ဂလုံရုပ်ဘလူးရုပ်များရေးစံပါနဝအင်းခံနဲ့အင်းဂလုံရုပ်ကိုမှန်းကန်စက်ကူပေါ်ချအိမ်စကားမှာကတ်ထားရင်ဘယ်လိုသခိုးမှမလာနိုင်ဘူးနောက်ဖေးကခိုးရင်တော့မတတ်နိုင်ဘူးပေါ့တူးကြီးတဲ့တူးကလေးတဲ့ဘလူးရုပ်နှစ်ရုပ်မန္တန်အုပ်အိမ်ကဦးမှာတစ်ဖက်တစ်ချက်မြုပ်ထားတာဘလူးမောင်းကြောင်စောင့်တော့တယ်အောင်မလေးဒီခေတ်အင်တာနက်မှာကြပြလေးတစ်ပုဒ်တွေ့တာဒီအိမ်ချင်းတစ်ပုဒ်လုံးလှည့်ကိုမကြည့်ချင်တော့ဘာဘလူးရိတ်ထားတော့မိုးတွေကရွာလေတွေကတိုက်ချစ်သူအိမ်ကိုယ်တက်မှာမွေဘွေးကကြိုက်တယ်အေးသူတို့ဖြစ်နေသူတို့ဟုတ်သားပဲယာလူလေးနဲ့ရှိတော့ပညာလေးနဲ့ရှိတော့ဥစ္စာလေးနဲ့ရှိတော့လေဘုံကမြင့်ကျင်တယ်ရွာကကျွတ်သိုးတဲ့နေ့တိုင်းတကြီးအိမ်ကိုရေခတ်ပြီးတော့တနေ့တော့တကြီးကတော့သူကတောင်းဆိုတယ်တကြီးကတော့ခမရတို့အိမ်ကျုပ်ကနေတိုင်းရေခတ်ပေးနေတော့ခတ်ပေးနေတော့ခမရပတ်စံလည်းလွယ်အောင်ပေးဘူးအေးအဲ့လိုပါဖြစ်တော့အဲ့လိုပါဖြစ်ရမလို့ခမရကျုပ်ကစိတ်အင်းကောင်းလုပ်ချင်တာအဲ့ဒါတော့တကြီးနဲ့ဆိုင်တာငါခန့်လို့မရဘူးခမရရောက်ကြခမရပြောပေးဦးလေဗျာသမင်းစားဝိုင်းကြတကြီးကိုပြောတယ်တကြီးကတော့ဒီကောင်ကစိတ်အင်းကောင်းလုပ်ချင်လို့လေစိန်ကောင်းကြီးတော့မရသေးဘူးဟာဒီကောင်စိန်ကောင်းနဲ့လေးလာထားလို့ပြောလိုက်ဆိုတော့တကြီးကတော့နောက်တဲ့ရေးလာထမ်းတော့ပြောတယ်မင်းအဘကတော့ပြောနေပြီလေးလာထားလို့ပြောတယ်ဟာလေးလာထားဆိုတော့ဘာလို့ခင်ဗျရှင်းရှင်းလို့မင်းဖြစ်ပြီပေါ့ကွယ်ချက်ချင်းပဲလေကရုံးကြီးတစ်ဆက်ပြေးဝယ်လူကြီးဆိုတော့လေကရုံးရှိရမယ်အရက်ကလည်းနှစ်ပတ်လောက်တောက်ထားမယ်တောက်ပြီးတော့ရထိုးနဲ့တခါမှလေကရုံးမို့ဆိုတော့ရွာတွေကခွေးတွေကလိုက်ဆွဲလူဘာဝလို့ခါရင်ကျွတ်သုံးမဟုတ်ဘူးကွာစက်ရင်ကောင်းဖြစ်သွားပြီခွေးတွေကနဲ့ထိုးတော့ပြေးတ
ဒါနဲ့စေရင်ကောင်း training ဆင်းမှုတော့လိုတယ်ဆိုတော့သူကသူ့မိမနဲ့တောင်ပြနေတာမြောက်ဖျားနေတဲ့အမေမုတ်ဆိုးမနဲ့နှမမခင်တဲ့သူ့ညီမလေးသူ့နှမလေးနဲ့နေတော့ငါအမေအိမ်ငါသွားပြီး training အရင်ဆင်းလာကောင်းမယ်ဆိုပြီးသွားခါတိုင်းအမေလို့ခေါ်နေကြမခေါ်တော့ဘူးလေကတော့နဲ့ကြတော့အဖွားကြီးထားသားအလူကျွတ်သူအမခမရမလို့ကျွတ်သူခေါ်ဝင်တယ်စေယံကောင်းမင်းဖြစ်သွားပြီဗျခမရဘာကျွတ်သူတော့ဘယ်တော့မှပြောင်းလိုက်ကြတော့ငါသားရဲ့ခမရလို့မဟုတ်ဘူးကဲဟိုချင်းအောင်ဖြတ်ထားတာဘယ်သူတော့မင်းနှမလေးမဲခင်လေးအထက်ဘယ်သူဝင်အိတ်နေတော့မင်းနှမအပြူဟဲ့ဘယ်နဲ့ဘဝင်အိတ်ရမလို့ငါသားရဲ့ခက်တော့ခက်နေပြီခမရတို့အဲ့ဒါခက်တာပဲညဘက်မှာခမရလူဝင်အိတ်တက်တယ်ဗျကျတို့ဒါသာစစ်တာငါသားရဲ့ဘာတွေသာပြောနေတာတော့ဟဲ့ငါသားမလုံးနဲ့တရားဥပဒေမှာခမရသားမိမရှိဘူးနော်ဒုက္ခပဲမသိလို့ပါသားရဲ့မသိလို့ပါဆိုလို့တရားဥပဒေကခုံးမပြည့်ဘူးခွာရဘာတစ်ခေါက်မှမပြောရတော့တန်တဲ့တာလှဆန်းပြေးစကောင်စင်းကြည့်မအေးမျက်နှာပြချကြည့်ခမရဒုက္ခသိကြတယ်နော်ငါမင်းအမေလေးဘယ်တဲ့ဒုက္ခသိကြမလို့တိတ်ဒုက္ခအဖေဥပ္ပမင်းဖိုးလေဘယ်မှာတော့ဟုတ်တော့သိပါဦးလားမင်းပဲသင်္ချိုင်းထမ်းချတာလေသိတာသိကြရဲ့လားဟုတ်တော့မင်းသွားတူးကြည့်ပါအောင်ကွယ်မဟုတ်တာမပြောနဲ့နော်မဲခင်အဖေဒီထဲမှာတွေ့တော့900ကျော်အေးဒီမင်းအဖေလေကျုပ်ဖေ900ကျော်ဟုတ်လို့လားဟုတ်တော့ငါဒီတလင်းရှိတာပါတော့အဲ့ဒါမနှင်းနဲ့မင်းနဲ့မောင်နှမဆိုတော့900ကျော်ကမင်းအဖေမနှင်းအဖေပေါ့အခုပဲသွားလို့900ကျော်ဟုတ်တော့သူလည်းသိပြီလေမင်းဖို့လည်းသိပြီလေခမရလည်းမအေးပေမဲ့ကျုပ်ကသိချအောင်မေးရသေးတယ်ဗျဒီရွာမှာသိပြီပြောပြီဟိုရွာမှာဓမြတိုက်နေတော့ဘယ်နဲ့လုပ်သေမတော့ဘယ်နဲ့လုပ်ဓမြတိုက်ပါမောင်သားရဲ့နေုံညနေကခမရတို့အိမ်ကဆူညာနဲ့ပါတော့မင်းနှမလေးရေသွားခတ်တာမိုးကြီးချုပ်လို့ပြန်လာတဲ့ခေါင်းကိုဒေါင်းဆိုခောက်လိုက်ရတော့အောင်မပေါ့မှတ်လို့ခမရအဲ့ဒါလက်ရောက်မှုဗျဟဲ့ကောင်မလေးအကိုမလုံးနဲ့အချင်းဖြစ်ပွားစဉ်ကနင်ဘယ်နားမှာရှိတယ်ပြောစမ်းညာလူလေးနည်းနည်းရှိတော့လူတွေလည်းယူကုန်ပြီထားပါတော့နော်ဖြစ်ချင်တဲ့နေဖြစ်ကုန်ပြီဟုတ်ပြီကျွန်တော်တို့ဆေးရတဲ့တောစုတောင်သားဘွားကလာခဲ့တာပါဒီကရှာမိုးကပါရှာပင်ညုံမြတောလူထတဲ့ရွာကပဲနေဝင်းမြင့်လို့ကြီးခဲ့တာပါမကြီးတော်စီတော်ဓာတ်တော်သမ်းမင်တော်ဂန္ဓာယတော်ရှားဆောင်တော်စူးပြူတော်စုမဲတော်ချောင်းပေါ်တစ်ခုသဲဖြူဖြူနဲ့ကြီးရတာပါပဲချင်းရတချုံခန်းတချုံကင်းပုံတသည်ကြီးအားသေးနဲ့ကစားခဲ့ကြတာပါပဲဓမ္မပင်လမ်းမြဆောင်တန်လှဲလန်းဤမျိုးကြီးနဲ့ဖုန်ဒီလုံးဆွေးရကုန်းယုံဟရဟသဲတော်မတွေကကျွန်တော်တို့ယုံထခဲ့ရတာပါမြခန်းဆက်ဆက်ရှော့ခဏနဲ့တန်လျက်ရိပ်စည်းပင်ရိပ်မှာစိတ်ကြောင်းသမားနွားကြောင်းသမားဘဝနဲ့ကျွန်တော်တို့ကြီးခဲ့ရတယ်သစ်ပင်ပုပြက်လူပုပြက်တို့ရေငတ်စွာငတ်ပညာငတ်တို့ခိကနှိမ့်ဆက်ငွေနှိမ့်ဆက်လို့မိုးကနှိမ့်ဆက်လေနှိမ့်ဆက်လို့နှိမ့်ဆက်သမျှခံခဲ့ရလဲခံမှမသိငုံတီတီနဲ့နေဝင်းမြင့်လို့ကြီးခဲ့ရတယ်သို့သောကျွန်တော်တို့မှာတစ်ခုပဲရှိတယ်အမေကကျွန်တော်တို့နှလုံးသားထဲထည့်ပေးနိုင်လားသရတိလသုဒ္ဓစာကပညာဟိရိဩတ္တပနောက်ဆုံးနှစ်ပါးဖြစ်သောလောကကိုစောင့်ရှောက်သောမကောင်းမှုလုပ်ရမှရှေ့ရလိမ့်မယ်သားကြီးမကောင်းမှုလုပ်ရမှကြောက်ရလိမ့်မယ်သားကြီးလို့အမေဒီနှစ်ခုပြောနိုင်တယ်ကျွန်တော်တို့ယင်းထဲမှာလဲ national identity လို့ခေါ်တဲ့အမျိုးသားဇာတိဥပဒေလက္ခဏာကကျွန်တော်တို့ရွာဦးကျောင်းမှာရခဲ့တာအမေစီကရခဲ့တာအဖေစီကရခဲ့တာဆရာစီကရခဲ့တာပတ်ဝန်းကျင်စီကရခဲ့တာသို့တော့များမဟုတ်ပါဘူးကျွန်တော်တို့ခေတ်မှာဘာမီဒီယာမှမရှိပါဘူးရွာရှိပဲသွားလိုက်ထွက်သွားလိုက်တော့ပုတ်ပါတောင်ညွန့်ရွာအနောက်ပဲသွားတော့မုံချောင်းမှာရေစီးနေတာ
ဒါကျွန်တော်တို့အမေနဲ့သွားတဲ့အခါအမေသင်ပေးတဲ့သမိုင်းနဲ့အမေသင်ပေးတဲ့ပထဝီကျွန်တော်တို့မှာများမရှိတော့လည်းပဲကျွန်တော်တို့ဘာတွေရှိသလဲအမျိုးသားဇာတိဥပဒေလက္ခဏာကျွန်တော်တို့ရခဲ့တယ်မနေ့တနေ့ကပဲကျွန်တော်တို့မန္တလေးကချမ်းသာတဲ့သမီးကတောကမအေးခေါ်လာတော့ဘုဘက်မှာမအေးကြီးကမပြောဘူးကျွန်တော်တို့ကမြင်နေရတယ် The older you are the less you know မင်းကြီးလာပြီလားကြီးလာပြီဆိုမင်းမသိတာများလာပြီမြို့ပြကမသိတာတွေကများလာတော့နောက်သူ့ရဲ့ identity က crisis ဖြစ်လာတယ်မြို့ပြမှာသူနဲ့နေလို့မရဘူးအလားရှိဖြစ်လာပြီတော့မှပဲသူနေခြင်းနဲ့လူမှာ crisis အချက်တည်းနှမျိုးရှိတတ်ပါတယ်တစ်မျိုးက moral crisis ကိုကျင့်တရားအချက်တည်းနဲ့ identity crisis မိမိကိုမိမိလူဖြစ်သိမှတ်ပြုခြင်းအချက်တည်းရှိတတ်တယ်ဒီဘွားကြီးကတနေ့မပြောဘူးမြေကြီးကိုတုံးနဲ့ချစ်နေတယ်ကျွန်တော်သိတာပေါ့ညီတို့မျိုးမှာအမေမပြောပါဘူးအေးလို့သူပြောနေတယ်ငါနာမည်ခေါ်ရင်တောင်ငါကကြဲကြဲမထူးဝဲမှတော့ညီတို့မျိုးမှာငါဘာလုပ်ရမလဲဖြစ်ကုန်ကြပြီဒါလန်းနဲ့ကွာထတော်တွေကရှားတော်တွေဝိုင်းထီဝိုင်းတယ်လို့ဝိုင်းနေငါရွာငါပြန်ဖို့ပါသမီးရဲ့ဖြစ်ကုန်ကြပြီရွာရိုးမှာတမာရန်ရွာပြင်းမှာထနှောင်းရှားဆောင်တဲ့ငကုံးကောက်မိုးနှံပင်စူးစိမ့်ပေါက်တဲ့ရွာငါပြောတာလေးဘက်ချနိုင်ရန်လဲမှာလေးဘက်ချောင်းမိချောင်းလေးထည့်ထားတော့ bio clock လို့ခေါ်တဲ့ဇေဝနာယီကသူကရက်နေတာတော့မှတော့ဟိုရွက်ခုလိုက်ဒီရွက်ခုလိုက်နေရောင်ကြီးကကြားလိုက်ပုံနှွေးနေတဲ့ရေတဲ့ဖြတ်ပြေးလိုက်ဖဏမပါလိုက်သဘာဝကြီးက naturally healing လို့ခေါ်တယ်သဘာဝကသူ့ကိုစိတ်ကူပေးနေတဲ့အတွက်သူကအမြဲတမ်းတန်တန်မာမာရှိပေမဲ့ဒီလေးဘက်ချခန်းကျန်းလေးထဲမှာထောင်သားလိုနေရတော့တပိန်ပိန်တလိမ့်လိမ့်ဖြစ်လာတယ်ဒီ crisis တွေဖြစ်လာတယ်ကျွတ်သားကြောင်သားဖားသားပရသားပွေးသားလိတ်သားထရေကားနဲ့လိုက်ဖက်ချက်ကြရင်ကောင်းတာပါပဲသမီးရဲ့ငါရွာမှာငါစားတတ်ပါလေထောင်းပြီးမှကြောပြီးမှထောင်းဆွေစလောင်းမျိုးစလောင်းအိုဟောင်းလောင်းနေပြီမဲ့ငါစီဟင်းတစ်ခွက်တော့ရောက်ပါတယ်ငါသားတွေငါခေါ်ရွာဆောင်မလို့ပေါင်းတော့ငတေငဝက်ငကြွက်ငမောင်းတောခေါင်ကောင်မှာငါသားတွေဒင်ငမော်တွေကြီးပါတော့ငေါလေးမှာခွေးရံလဲတန်ကတချောင်းဖုံတွေကတထောင်းနွားမောင်းရင်တေးတံပေးအမေကတွန်တေးကမောင်သိမ့်တံမှကြိုက်တာဖြစ်ကုန်ပြီဒါကြောင့်ခုနတန်ကြီးပြစ်ချင်ပြစ်ကြောက်စစ်ကုန်းမုံမှာလဲမီးတို့စီမထိုးတော့နကြိုးကြီးဤသည့်နဲ့ဘယ်လိုပဲဖြစ်ငါ့ရွာငါပြန်မရစေ crisis ဖြစ်ကုန်ပြီအမေတို့အဖေတို့ရဲ့ခက်ကတွေးပုံခေါ်ပုံစားပုံတိုက်ပုံနေပုံထိုင်ပုံတွေဟာကျွန်တော်တို့ခေတ်မှာ crisis ဒီမှာဖြစ်ပြီးကျွန်တော်ကသမီးလေးတို့ခေတ်မှာ crisis ဖြစ်ရပြီ reverse Mandarin လို့ခေါ်တဲ့ပြောင်းပြန်သင်လျပြီ the older you are the less you know အဖေကကြီးလာပြီဆိုအဖေမသိတာများပြီပေါ့လို့ software တွေက application ပြောင်းရင်သမီးလေးပြန်လုပ်ခိုင်းနေရပြီ notification ပြောင်းရင်သမီးလေးကိုပြန်ဖော်ခိုင်းနေရပြီဆိုရင် electronic ကိုပိုက်ပြီးမွေးတဲ့သူတို့ခေတ်မှာသူတို့ကပဲ visual culture လို့ခေါ်တဲ့အမြင်ယဉ်ကျေးမှုတွေနဲ့သူတို့လားကြနေပြီဘယ်နည်းဝယ်ထားတဲ့ handset မလက်ပြန်ပြလိုက်ပို့လိုက်တော့နောက်တစ်နေ့မနေ့မှအသစ်ပေါ်လာပြီကျွန်တော်ရောက်ခမကြီးခင်ထုံးအမေဓာပြလေးတစ်ချက်ထက်ဆရာတော်ဖရာကြီးတရားကိုလာတော့တပည့်ပခုံးတင်ပြီးနာကျွန်တော်တို့ကမိသားစုလက်ဖက်လေးထွက်တော့တကယ်ချင်းလာခေါ်လိုက်သွားမျိုးလေးပါသွား3နာရီထိုး4နာရီလောက်မှပြန်လာအမေကတရားနာတော့အမေမနေ့7နာရီကတရားဥထိနာတော့လားကောင်းလို့ကောင်းလို့မဟုတ်ဘူးတော့မင်းတို့ကိုတော့တရားလဲနေလို့ဘယ်လိုတရားလဲတာတော့မသိဘူးအဲ့ဒီတရားပဲ50ချက်5ကတော့ပြန်ဟောနေတယ်နဲ့အမေကြပြဆိုသုံးသွားအစပြန်လာတာဩအဲ့လိုလားမသိပါဘူးတော့ဒီကိုတော့တရားလဲနေပြီငါကတရားဖြုတ်လိုက်လို့လည်းမကောင်းသေးပါဘူးပေးထိုင်နေတာကြပြတွေသူတို့မသိတော့ဘူးဖြစ်ကုန်ပြီကျွန်တော်တို့ခေတ်ထိဘယ်လိုကြည့်ရတယ်လဲဒီထက်ကကျွန်တော်ညီတော်နောင်တော်များသိတယ်
စာမလွေရင်မပိုက်ပါလို့ကြောင်းတော်ကိုတဲ့တိုင်းမဲ့ပြေဒီသချင်းပဲရှိတယ်ဟဲလေးတို့ရဲလေးတို့ဆိုင်းလို့ no nothing စာမလွေရင်မပိုက်ပါလို့ကြောင်းတော်ကိုတဲ့လိုက်မဲ့ပြေကြောင်းတော်ကိုတဲ့လိုက်မဲ့ပြေကြောင်းတော်ကိုတဲ့လိုက်မဲ့ပြေဘယ်စာဘယ်နဝမောင်းသိမလို့တုံးဘယ်စာဘယ်နဝကြောင်းမောင်းသိမလို့တုံးအမေကိုတန်ရုံနှောလို့ပြောခဲ့ပါဦးဒါပဲကြားနေရတာပဲတခြားဘာမှကြားလို့မရဘူးဒီသချင်းပဲရှိတယ်မြို့လေးကမန္တာအယက်ကကုသိုလ်ကြောင်းလေရငယ်ပြူလေရငယ်ပြူရှင်လူမျိုးငယ်ကလေးကကြောင်းဆိုလို့ရွှဲတော့တုံဖြုံးပေါ့အရက်ကကုသိုလ်မန္တကလေးထိုးပြီးတပည့်တမုန်းနဲ့စုလာတာရှင်လူမျိုးငယ်ကလေးကစုတာသက်တော်ကြီးဝါတော်ကြီးထေကြီးဖြစ်မှတော့ဒီเจ้าကြီးအိုပြီးပေါ့ဆွေးပြီးပေါ့လက်ရမ်းငယ်ပြိုပြီးပေါ့ကျောင်းဆိုလို့ရွှဲပြီးပေါ့ငါတို့ဝမ်းရအောင်မယ်ငါတို့လှူရအောင်မယ်တန်းရအောင်မယ်ဆိုတော့စိတ်ကလွဲလို့တခြားဘာလောဘမှမရှိပဲနေခဲ့ကြတာစာပလွေရင်မပိုက်ပါလို့အနံက1000လောက်လျှက်2000လောက်ပရပိုက်ကိုပတ်တဲ့ပိဿလေးရက်ကမ်းမှာရက်ပြီးသားကိုရင်စီလိုက်တာဘူးဒီစင်စင်သင်္ကန်းဝါဝါနဲ့သပိတ်တော်လေးများလှပ်ပေးရင်အောင်မလေးစုံလောင်းကြံလုံးတော့မထွက်နဲ့တော့ကိုရရှင်ဖြစ်ဝဲအောင်တော့အမေတို့အဖေတို့ကုသိုလ်ရအောင်ရှင်ရောက်တဲ့ဘဝရောက်တဲ့အချိန်မြင့်မြတ်တဲ့ဘဝမထွက်နဲ့နော်ရှင်ဖြစ်ပြန်တော့ထေကြီးဝါကြီးဖြစ်အောင်ကိုတော်ကြံ့ကြောင်မှာအောင်ဖေဘုရားတပည့်တော်တို့အပေတကားပိတ်အောင်ကိုတော်စောင့်ရှောက်တော်မူပါအောင်ဖေသာကိုရင်သာဥစဉ်ကိုလူမထွက်စေခြင်းမူကျွန်တော်တို့လူဖွဲ့စည်းကရိုးရိုးအေးအေးပဲနှီးပဲ very slow moving society ပဲနှီးတယ်အမတန်နှီးတယ်ဘယ်တော့နှီးသလဲတခါကဒီဘက်ကခယူကလာတယ်ဒီဘက်ကခယူကလာတယ်လမ်းလေကောင်မှာဝင်တိုက်ပက်ကြီးကသတင်းယူတယ်သူကသတင်းတော့သတင်းစာထဲမှာရေးတယ်အဖြစ်ပြက်ကမြန်ဆန်လုံးလို့ကျွန်တော်ဘယ်လိုရေးရမှန်းတော့မသိဘူးအခုလည်းအဲ့လိုဖြစ်နေတယ်စိတ်ကပြောင်းသွားပြီပြိုလေးတို့အိမ်ခေါင်မို့ထိုးလာတဲ့ပေဦးလွှာဘာစကူမှမရှိဘူးထဘူးကိုမိခင်နေလှမ်းမိခင်နေလှမ်းကြက်ခိုးစင်ပေါ်တည်ရင်လန်ကြီးလေးသုတ်ထားတန်ညွန်လေးနဲ့ရေးလိတ်ပြီးတော့မှကျုံရလေးနဲ့ရီးစားစားပေးလိုက်တာဟိုကမိမရတယ်စာကမရောက်မှမရောက်ဘူးလှေဦးမှာဆွေးပြီးပေါ့အမှန်တန်စာတဲ့ပြည်တွေကကျွန်တော်တို့ရှေ့ကဘဝတွေတွေ့ရတယ်ဘုရားငုတ်တူရောင်တော်လွတ်မှဘုံတော်စဉ်ဝတ်ကြပါစို့မောင်ကြီးတော့အောက်ပြေဆုံးလှေတော်ထိုးဘိုးမလိုက်မဲလေးလေးရကန်းရပစိုးချီပစိုးကြီးနဲ့နေရတာစိတ်မချမ်းသာပါဘူးတော့ကျုပ်ကလေဟောဒီဘုရားငုတ်တူကြီးကမြတ်ရောင်ကြီးတော်ထလွတ်တဲ့နှစ်ကျုပ်ကအောက်ကိုလှေနဲ့ပူးကြီးမှလိုက်အောင်မှတော့ပူးပစိုးပဲဖို့သာပြင်တော့သေသာသွားတယ်မိုးလိုက်ရအောင်ဘုရားငုတ်တော်ကဘယ်နဲ့တော့ရောင်ကြီးတော်လှော့မတော့ကျွန်တော်တို့စာရီကြပြားတွေကဘဝတွေအမေနဲ့ပွဲသွားကြည့်တော့ကရဝေရွက်ခါနဲ့နတ်ကတော်မကြည့်ရဘူးအမေဂျန်ကြားလေးကအမေဟောဒီနရွယ်လေးအောက်ကကြည့်ရတာနေဝမြငယ်ငယ်ကကြောက်တာနှစ်ခုရှိတယ်ပလိတ်လည်းကြောက်တယ်နတ်ကတော်လည်းကြောက်ကျွန်တော်တို့ကပလိတ်ခေါ်တာပလိတ်ကငယ်တော့ကြောက်တယ်ဆိုလို့ကြီးတော့မကြောက်တော့ဘူးပြောတာမဟုတ်ဘူးလည်းကြောက်ပါတယ်လာပြီဆိုအမေကိုကြွယ်ထားတာသူကသူဖြတ်သွားတယ်ပလိတ်ကအချစ်ဖြတ်သွားကြောက်ပါနတ်ကတော်ကြီးကတရားတိုင်နေပြီးတော့နေရရှင်ပေရရှင်တိုင်နေပြီးတော့ပွဲကြီးကိုတိုင်နေအမိုးတွေမသိပါဘူးအရွယ်ရောက်လာတော့မှအိုးတို့လူမျိုးကစနစ်ရှိပါလားတရားကိုတိုင်နေတရားသာသနာရောက်ပြီတဲ့မကောင်းသူပယ်ပြီးကောင်းသူကဲမလဲငါးပါးသီလပြင်စသည်ငါးပါးသီလခါဝပစုကဲ့သို့မြဲကြကိုယ်ဇနီးပေါ်သစ္စာရှိကြကိုယ်လင်သားသစ္စာရှိကြတလင်တမယာစနစ်နဲ့နေကြလို့နတ်ကတော်ကစင်ဘဝဆုံးမတာ
တရားမင်းတိုင်တာဒါပေမဲ့တရားမင်းပြန်ကြည့်တော့လေ तू မဟုတ်ဘူးမေရုငယ်မဘဟုမြင့်မို့ထိပ်ပန်းဝိဇယံကသူဇာနန္ဒစိတ္တရာနဲ့စိတ္တဓမ္မမိဖုရားအပေါင်းထောင်သောမကငါတရားမှာသူကြယူထားလိုက်တာအများကြီးအဲ့လိုလည်းမဟုတ်သေးဘူးလေနော်နတ်ကတော့ကဆိုတယ်မျက်နှာရှိထားတဲ့ထားပြီးဆိုတာပေါ့ရွာတော်ရှင်နေတော်ရှင်တိုင်တာပေါ့စုံလင်ငယ်မှာမယွင်းဝဲစုံကျင်း၍ထမင်းမနောအုံငပြောနဲ့သဘောဖြူစင်ကျွန်ုပ်ရဲ့တင်းစီပင်ထုံငါမဘာလာဟုတနာရဲ့ခံနန်းဆောင်တဲ့သခင်မြို့ရွာကိုပိုင်အုပ်ဆိုးပါတဲ့မြတ်မျိုးရှင်မြို့ရွာကိုပိုင်အုပ်ဆိုးပါတဲ့မြတ်မျိုးရှင်ဆိုတော့ခါရကဥထတို့ရခါရဒီရက်ွက်ဥထတို့လည်းပါတော့တာပေါ့မြို့ရွာကိုပိုင်အုပ်ဆိုးပါတဲ့မြတ်မျိုးရှင်မြို့ရွာကိုပိုင်အုပ်ဆိုးပါတဲ့မြတ်မျိုးညီလာငွေနာနန်းတောင်ကြီးရှင်ဥသုံးချိန်တင်မင်းလင်းဖြင်ကြတော့နန်းရေကုန်းစင်ကကြီးတော်ရှင်ကျွန်တော်မျိုးဘုရားတို့မပါအတူလေးရဲ့ဒီသချင်းမဲရက်ွက်တဲ့နတ်ကတော့ဒေါ်စရင်နဲ့တက်က80ကျော်ဘာမင်းသမီးမှမလောက်ဘာဇက်မှလည်းမလောက်ဒေါ်စရင်မင်းသမီးလောက်ကြည့်ရတာစလုံးလေးရဲ့တမာတိလေးလောက်နဲ့အသက်က80ကျော်နတ်သက်ဖြူလေးဖွင့်နေအောင်လေးမသိကလေးတော့ကိုကြီးကျော်ကြက်တိုက်ဖို့ညအိမ်မက်မက်တယ်ဆိုတော့အမေကချွေးကန်လေးကနှစ်ချက်ထုတ်ထားတယ်အမေချွေးကန်ကတိုက်ကြည့်ကြီးချိတ်ထားတာကြီးခိုးလို့ဘယ်တော့မှမရအောင်ကိုကြီးကျော်ဆိုတော့တိုက်ကြိတ်ဖြုတ်သွားပြီအမေချွေးကန်နဲ့နှစ်ချက်ရှိကျွန်တော်တို့အိမ်မှာနှစ်ချက်ရှိတာပဲအမေချွေးကန်ကဟောင်းလောင်းဆိုကျွန်တော်တို့အိမ်ဟောင်းလောင်းပဲအမေဟာဒီချွေးကန်ကကမ္ဘောဇပါမယ်ကျွန်တော်တို့ကမောလဆောင်မို့တမလောက်ပြပါလားအမေဆိုအောင်မလီခောက်ဆိုပြီးတော့တမတ်ကြီးတောင်လန်းကသားရဲ့မကြံကြီးမစီရပြောတာနတ်ကြနှစ်ချက်ထုတ်ထားပြီအစိုးရအာမကိုဝသားရဲ့တဲ့နတ်ကအာကိုဝသေးတယ်သူလည်းသူ့တွေးခေါ်နေသူကိုကြီးကျော်ကြက်တိုင်နတ်မှာကြက်တိုင်မယ်ဆိုတော့ပတ်စံထည့်ရတာပေါ့နတ်ရုပ်ကသေးသေးဖလားကကြီးပေါ့သူကလည်းကြံဖန်နဲ့နတ်ကတော့နန်းထဲမှာနေနိုင်ရည်ကြီးသုံးပါတဲ့ကြက်ဖောင်းလေးကြက်တိုက်နန်းမှာနေတာကိုကြီးကျော်ကြက်ကသူပဲမြင်လာတယ်လို့အမေတို့ကကြောက်နန်းထဲမှာနေနိုင်ရည်ကြီးသုံးပါတဲ့ကြက်ဖောင်းလေးမနေ့ကိုကြီးနွေးညရေးအေးနဲ့ကိုကြီးကျော်ငယ်ကမွေးတဲ့ကြက်ဖောင်းလေးတောင်းသဗျာငွေများရဲ့နဲ့လောင်းစရာငွေမရှာပါဘူးကြကြတိုက်မဲ့ပြင်းမြင်းဆိုင်ကြောရှင်သံကောင်းကိုနေမှာပါလို့အလိုရှင်လူတော်သံကောင်းကိုနေမှာပါလို့အရာကလေးကိုတဲ့အမနာအိမ်နီးချင်းကိုတဲ့အမနာဒီသချင်းတွေနဲ့ကြီးရတယ်ကျွန်တော်ဗာပြောချင်တာလဲကျွန်တော်တို့က scope ကအမှန်ချင်းပါရယ် very narrow scope နေလုံးနေညနေဆောင်တော့အမိကျောင်းကိုသွားရတယ်ဆိုတာပဲရှိတယ်အမိ university ညနေကုပြစ်ပေါ်မှာအမေကသားတွေသမီးတွေကုပြစ်နင်းလေးပေါ်တင်ပြီးကောင်းကင်ကြီးဟာကြပ်သင်ဘုံပေါ်ကျေဝလုံးတွေရေးရတယ်အမိတက်ကတူမှာကျွန်တော်တို့တက်ခဲ့ရတာပဲရှိတယ်နေလုံးနေညနေဆောင်တော့အမိကျောင်းကိုသွားရတယ်ကောင်းကင်ကြီးဟာကြပ်သင်ဘုံပေါ်ကျေဝလုံးတွေရေးရတယ်သူငယ်အချင်းကြက်တန်ညောင်းမှအမိကျောင်းလဲဆင်းတော့တယ်တကယ်ပါပဲအမေကကျွန်တော်တို့ကျောင်းကပြန်လွယ်ကလေးကိုယူကြည့်တယ်ကြက်ချီကများတွေ့ရင်ငိုတာပဲစာမတက်ရှာဘူးသို့သောကြက်ချီခတ်ဒီမကောင်းအမေသိတယ်အဲ့ဒါအမေကိုပြောပြတယ်အမေအမှန်ကြည့်ရတယ်လို့တစ်ချောင်းရတာကြက်ချီကနှစ်ချောင်းရတာအမေကျွန်တော်တော်လို့ရတာဆိုတကယ်ထင်ရှားတယ်သိသာသွားရောမသိသွားရှာပါဘူး
တောင်းမဲ့မိခဲ့တဲ့ရဲ့နေဝင်းမြင့်ဘဝမှာကြက်ချင်ခတ်တယ်ကြီးပါပဲအမေကပြောသွားတယ်ငါသားတဲ့အမေနဲ့သားဘာလို့တန်းကစားလဲအလင်းဆုံးကျဲကိုရှာစမ်းနဲ့အလင်းဆုံးကျဲကိုရှာစမ်းအမေတွေ့ပြီမေရဲ့ဟောဒီမှာသူ့ရဲ့လင်းလာရှိသေးတယ်ငါသားရဲ့ကြည့်ပါအောင်မင်းကပြင်းလိုက်ကြလေဘင်းလေးများလှည့်ပါအောင်လှည့်တော့တွေ့ပြီမေရဲ့ဒီမှာသူ့ရဲ့လင်းလာရှိသေးတယ်အမေကအလင်းဆုံးကျဲရှာခိုင်းတာကြီးမှသိတယ်ငါသားတဲ့မင်းကိုယ်တိုင်ကဘယ်တော့မှအလင်းဆုံးကျဲဖြစ်မဲ့ကောင်မဟုတ်ဘူးသို့သောမင်းကအလင်းဆုံးကျဲပဲကျဲလဲတော့သိရလိမ့်မယ်အမေကအဲ့ဒီအလင်းဆုံးကျဲကိုမင်းဝန်းရံတတ်ရလိမ့်မယ်အမေကပြောသွားတယ်ကျွန်တော်အခုတော့အလင်းဆုံးကျဲကိုသိပါပြီအမေကအမြဲပြောတယ်သုဏသမ္မမင်းသားလေးကမိကသမ္မရာမြေကမ်းပါမှာဒုက္ကုလနဲ့ပါရိကမိကိုဖောက်လုပ်ကျွေးတယ်သားရဲ့သားလည်းကြည့်တော့လုပ်ကျွေးနော်သားမျက်စိမမြင်ရှာဘူးသားရဲ့တတိခုကျွေးတဲ့ရေးရန်ကတ်တယ်ရေချိုကတ်တယ်ရေချိုးပေးတယ်ခြေသက်လက်သေးလေးလှီးပြီးတော့သုဏသမ္မမင်းသားကရွှေစင်းလိုဝင်းပါလုံးလို့သူ့ဝနရှာကုမာရမင်းသားခေါ်တယ်သူ့ဘေးမှာလေရွှေသမင်လေးတွေအကောင်900လောက်ရှိတယ်သူ့မျက်နှာပဲမော့ကြည့်နေတာဒီမှာလိုက်တဲ့သူ့ဝနသာမမင်းသားသားရွှေစင်ကငါတို့အားကိုးရလိမ့်မယ်လို့ရွှေသမင်လေးတွေကပြည့်တော်အမေသိတဲ့ဆုံးမနေပါပဲတနေ့တော့သားရေသွားခတ်ကြတော့ကြည်တော့တွေနဲ့အလေကကျိုးလေးနဲ့ဟောဘယ်ဘင်းပေါ်ချီပေးရင်သမင်900ကရေသေးကြတယ်လူပြောပါကြတယ်သုမနာသမမင်းသားလေးကိုစားကြတယ်ဝင်ခွေရတယ်သွားရင်းနဲ့ပိလိယခမင်းနဲ့တွေ့တဲ့အခါစိတ်လူတွေမြားနဲ့ပြစ်လိုက်တာလက်ဝဲနံတောင်းကလက်ရနံတောင်းမြားကဖောက်ထွက်ပြီးအလိုဖျားဖျားဆိုပြီးမိကတမ္မရာမြစ်ကမ်းပါကပေါ်သွေးစိမ့်ရှင်းရှင်းလေးတပေါက်ပေါက်ကျပြီးလဲကျသွားတော့သမင်းလေးပြေးတယ်ထင်သလားတဲ့သုံးထဝိုင်းလိုက်တယ်တဲ့သူတို့ချစ်တုံးကလည်းသူတို့ပဲတဲ့အန်ဒီရရှိပြီဆိုတော့လည်းထွက်မပြေးဘူးသုံးထဝိုင်းထားတယ်ငါတို့ပြစ်ချင်တယ်ပြစ်ပါစေတော့နောက်ထပ်ဝင်လာတဲ့မြားငါတို့ထိရင်ထိပါစေတော့ဒီလိုစိတ်ဓာတ်နဲ့နေကြတယ်ဆိုရင်လောကမှာငါသားတဲ့အလင်းဆုံးကျယ်ကိုငါသားရှာတတ်ပါစေရွှေသမင်လိုစိတ်ဓာတ်မျိုးနဲ့ဝန်းရံတတ်ပါစေလို့အမေကအမြဲတမ်းပြောလို့ရှိပါတယ်ဒါကြောင့်ကျွန်တော်ဟောပြောချက်ကိုလည်းဒီကုန်းချုပ်ပါမယ်ချုပ်ဖို့အတွက်ကျွန်တော်နောက်ထပ်15မိနစ်ချိန်ယူပါမယ်ကျွန်တော်ပညာအကြောင်းလေးပြောချင်လို့ကျွန်တော်ခေါင်းစဉ်ကပညာကြီးစေဉာဏ်ကြီးစေပညာဆိုတာဘာလဲကျွန်တော်တို့ပညာအကြောင်းပြောခဲ့ပါပြီကျွန်တော်တို့လောကဝန်းကျင်ကအမှန်တန်ကြီးမြောင်းပေမဲ့ကျွန်တော်တို့ရနိုင်တဲ့ပညာအမျိုးသားဇာတိဥပဒေလက္ခဏာဒီဟုဆိုပညာကျွန်တော်တို့ရနိုင်တယ်လို့ရခဲ့တယ်ပညာဆိုတာဘယ်လိုသဘောလက္ခဏာရှိပါသလဲမိလိန်နာမင်းကြီးရှင်နာဂသိင်ကိုမေးလျှောက်တဲ့အခါပညာသည်ပိုင်းဖြတ်ခြင်းလက္ခဏာသည်ဖြစ်၏ပညာသည်ထွန်းလင်းခြင်းလက္ခဏာဖြစ်၏မောဟဝိဇ္ဇာကိုပယ်ဖြောက်၍ဝိဇ္ဇာဉာဏ်ကိုရောက်စေခြင်းသည်ပညာဖြစ်၏ပမာအဖြစ်စဘာရှိသူသည်လက်ဝဲလက်ဖြင့်စဘာစည်းကိုမိမိရရဆုပ်၍ညာဘက်လက်မှတစင်ဖြင့်တိကနေဖြတ်လိုက်ခြင်းသည်မနတိကာရဖြင့်စိတ်ကိုစုစည်း၍ဝိပဿနာဖြင့်ကိလေသာကိုပိုင်းဖြတ်ခြင်းတွေ့၏ဒီပညာကတော့အထက်တန်းကျတယ်ပညာပေါ့လောကုတ္တရာကဆင်းလာတဲ့ပညာကျွန်တော်တို့မမှီနိုင်ပါဘူးသို့သောပညာပါလေကုသိုလ်အကုသိုလ်တို့ပဓာနဖြစ်သောအာယုံကိုသိခြင်းကုသိုလ်အကုသိုလ်တို့အချွေအရန်ဖြစ်သောအာယုံကိုသိခြင်းတနည်းအားဖြင့်ပညာဆိုတာအကြောင်းကိုသိခြင်းပါပဲကျွန်တော်တို့ဘုရားရှင်ကပညာရှိသူတော်ကောင်းတို့ကလောကကိုသိ၏တဲ့မျက်စိနှကွင်းအလင်းရကြပြီမျက်စိနှကွင်းကျွန်တော်တို့လည်းလင်းလာပါပဲမြင်လာပါပဲမြင်တဲ့နာကိုမြင်ချင်တာကိုပဲကျွန်တော်တို့မြင်တယ်မမြင်ချင်တာကျွန်တော်တို့ရှောင်သွားကြတယ်ဒီလိုမျက်စိမဟုတ်ပါဘူးဘုရားရှင်ကပညာရှိသူတော်ကောင်းတို့ကလောကကိုသိပြီမျက်စိနှစ်ကွင်းအလင်းရကြပြီအရာရာကိုထိုမျက်စိဖြင့်ကြည်ကြည်လင်လင်ထွန်းဖောက်၍မြင်ရပြီအသိဉာဏ်သည်ဥပါဒံကင်းလျက်အမှန်ကို
ကောင်းကောင်းသိပြီဒုက္ခကိုဒုက္ခဖြစ်ငါသိပြီဒုက္ခဖြစ်ရာရင်းမြစ်ကိုငါသိပြီဒုက္ခချုပ်ရာငြိမ်းရာကိုငါသိပြီထိုဒုက္ခချင်းငြိမ်းမှုကိုစိုက်သောမဂ္ဂင်၈ပါးကိုငါသိပြီငါမှမျက်လုံးပေါ်ပြီတဲ့ဉာဏ်ပေါ်ပြီပညာထင်ပြီသိမှုရပြီအလင်းစိုက်ပြီဒါကကျွန်တော်ဗမာလိုပြောလို့ပါဠိလိုပြောရင်အားလုံးသိပါတယ်သက္ကုံဥဒ္ဓပါတိဉာဏဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိမျက်လုံးပေါ်ပြီငါဉာဏ်ထင်ပြီပညာထင်ပြီသိမှုရပြီအာလောကောဥဒ္ဓပါတိအလင်းစိုက်ပြီဘုရားရှင်တိကျတာမင်းသားဘဝစရိယသုံးပါးဖြစ်သောလောကထစရိယညာထစရိယဗုဒ္ဓထစရိယသဗ္ဗညုဖြစ်ဖို့စရိယသုံးပါးကိုကျင့်တော်မူတဲ့ပြင်စမဟာပရိစ္ဆာကခေါ်တဲ့စွန့်ငင်းကြီးတွေကိုစွန့်ခဲ့တယ်လေးသိန်းချေနဲ့ကဘာတသိန်းပါရမီတော်အဆူဆူဖြစ်ကျင့်လေအလုံးသိတဲ့အတိုင်းပဲဘုရားရှင်ရဲ့ဗုဒ္ဓဝင်ကိုကြီးစိုးပြတဲ့ဆရာတော်ဘုရားကြီးနဲ့မဟာဗုဒ္ဓမှာကျွန်တော်တို့ဖတ်ခဲ့ကြပါမယ်စာအဒရင်အာလောဆိုတဲ့ပုဂ္ဂိုလ်ရေးခဲ့တဲ့ The Light of Asia ဆိုတဲ့အာရှတိုက်ရဲ့အလေးအောင်ဆိုကြပြဖတ်ရတဲ့အခါတိုင်းကျွန်တော်ကြည်ညိုရတဲ့အခန်းတစ်ခန်းပါပါတယ်ဆရာမောင်သာနုကအာရှတိုက်ရဲ့အလေးအောင်လို့လည်းဘာသာပြန်ပါတယ်ဆရာမောင်စံဖော်ကပါကိယအုပ်ဆောင်လို့လည်းဘာသာပြန်ထားတာရှိပါတယ်အခုဆရာကြီးဦးအောင်သင်းကလည်းပြန်ပြီးပါပြီအဲ့ဒီချိန်မှာဒီစာအဒွန်အာနိုကဒီရသောရဒေဝီကိုသားတော်ရာဟုလာကိုထားခဲ့ပြီးအဲ့ဒီတော့ထွက်မဲ့ညကိုရေးထားတယ် For now the time is come when I should quit this golden prison where my heart lay caged to find the truth which henceforth I will seek for all men say until the truth be found လောကတလောကလုံးအတွက် until the truth သစ္စာကိုတွေ့သည့်အထိ be found တွေ့သည့်အထိငါရှာတော့မယ်အဲ့ဒီညလေးပညာအလင်းစိုက်တဲ့ညလေးပြောပြီးနေကုန်ချုပ်ပါမယ်ဘုရားရှင်ရဲ့အနှိုင်းမဲ့ဒီကျေးဇူးတရားကြီးကြောင့်ဘုရားရှင်ရဲ့သာသနာတော်ကျွန်တော်တို့နှလုံးသားထဲစေရီတည်နိုင်ခဲ့တဲ့ဒီအကျိုးဖလားကြီးဟာကျွန်တော်တို့ဘယ်လောက်များကြီးသလဲပညာအလင်းကြောင့် enlightenment ခေါ်တယ်ဒီဉာဏ်အလင်းကြီးကြောင့်ကျွန်တော်ရရှိခဲ့တာဖြစ်တယ် For now the time has come ဆန္ဒရတဲ့ခြံနာပေါ့နော်သူတို့ခေါ်တော့ခြံနာတဲ့ For now the time has come For now အခုပဲ the time has come အခုပဲချိန်ဆိုင်ပြီတဲ့ငါနှလုံးသားချုံနိုင်ရဟောဒီရွှေလောင်အိမ်ကဟောဒီနာမသုံးဆောင်ကထွက်ပြီးတရားသစ္စာလောကအတွက်ငါရှာဖို့ထွက်တော့မယ် For all men's sake until the truth be found ကျွန်တော်တို့မဟာဂီတမှာရှိတယ်သောရယိုရယဆိုတာဒီအပိုက်ကိုပဲဖွဲ့တယ်နန်းထဲမှာပဲအိုးလေးပြောမရွှင်မောင်စားကိုနှုတ်သူတိုင်းပဲကောင်းတကနာမြင်ကားရုပ်စင်မောင်ဆန်ကိုနှုတ်သူတိုင်းပဲကောင်းတကနာမြင်ကားရုပ်စင်ရသောမိခင်ရွှေစင်ဤရသောမိခင်ရွှေစင်ဤရဲ့ကြာရင်သိမယ်ခက်လိမ့်မယ်ဆိုတဲ့ဒီချိန်လေးပဲကျွန်တော်တို့ဒီကြပြာကြီးကိုဖတ်ပြီးတော့ကြည်ညိုရတာလေးကိုလည်းလက်ဆင့်ကမ်းပါရစေရသော်ရတဲ့ဒီကနေ့တော့မြတ်သောတောထွက်ခြင်းမဟာနိခမငါပြုတော့မယ်ရသော်ရဗိမာဒေဝီကသားတော်ကိုပွေ့သားတော်ကရာဟုလာတဲ့ငါကြံတော်ပြစ်တော်မယ်ရာဟုတော်ဖြင့်လာပါဘကိုလားဘုရားရှင်သမင်းနေပါအေးရသော်ရဒီကနေ့တော့မြတ်သောတောထွက်ခြင်းမဟာနိခမငါပြုတော့မယ်ဒီအတွက်ရွှေနန်းဥခင်ရိတ်ကငါစွန့်ခွာတော့မယ်ငါ့ကိုခွန့်တော့ပါနှမရဲ့မိုင်းရိတ်စဉ္ညာကောင်းကင်ရံကဝင်းလျံနဲ့ကံကြမ္မာငါအခုပဲဖတ်ရပြီ
ရွှေလန်းဆောင်းဆောင်အတွက်တိုင်းနိုင်ငံပြည်ထောင်အတွက်သူတစ်ပါးရဲ့ပရိဒေဝသောကမျက်ရည်ကြီးပေါက်တွေအတွက်မဟာသာကိယမျိုးနွယ်အတွက်သွေးဆန်နေကြသောလျံတငင်းကြီးဓာလှန်လေးများလက်နဲ့မိပေါက်တွေအတွက်ငါရဲ့စင်မြင့်16កောင်ကသောစစ်ရထားသည်ကလေးကစ၍စစ်မြေပြင်ကိုမသွားစေရပြီကဘာမြေပြင်နှံ့ကိလေသာသည်ဟုသောမြူညစ်ဆုံးထမခံပဲသီးခံခြင်းခြေတော့တွေနဲ့ဒီကနေ့ငါခရီးထွက်တော့မယ်နိခမဒီဟုသောတစ်တပင်ဝါတပင်အောက်မှာငါနေတော့မယ်သူဖုံးစားတဲ့မပူတဲ့အဝတ်ကိုငါဝတ်တော့မယ်သူသရာသူတို့ကကမ်းနဲ့အာဟာရလောက်နဲ့ငါချိုးချိုးချမ်းချမ်းနေတော့မယ်ငါကိုခွင့်လွှတ်ပါရသော်ရအဲ့ချိန်မှာမျက်လုံးလေးပွင့်ကြည့်လိုက်တဲ့ကောင်ငုံမိုးကြည့်တဲ့လက်ချက်ချမင်းသားတွေ့တော့ထထိုင်နေမျက်ရည်တွေကတွေ့ကြလို့အလိုနမတော်အိမ်မဆုမရမတာမောင်တော်ဘယ်လိုများသိပါလိမ့်ဖေဟာဝမ်းသာလိုက်တာဖေဟာလက်ချက်ချမင်းသားလည်းအကြံတော်ပြက်ပါဘောလားသူကလည်းခံစားမှုနှစ်ခုမတူပါဘူးနမတော်ပြောပါဦးအိမ်မဆုမဲ့ပါဖေဟာနမတော်ခါမှာစီးထားတဲ့ဗရမ ्या ခါးစည်းကျုပ်ကပြုတ်ကြညီဘိုရောက်တော့ငွေဟောက်လို့ပြင်းထထောင်ပါဗျာမနဲ့မိုးလင်းရင်တော့ကန်စိုးကြမှာဇူးများကြုံလာအောင်မလားမသိပါဘူးဖေဟာထိတ်သွားတယ်တိတ်ကြထမင်းသားအကြံတော်ပြက်ပြီနဲ့တူပါရဲ့နမတော်အိပ်ပါလေးမောင်တော်အိပ်ဖန်စောက်မယ်ဆိုတော့သားတော်ရဟုတ်လားရတော်ရဘိမာတီဗီကဖက်ပြီးပြန်အိတ်ကျရှက်ကြီးတင်နေနဲ့ခဏနေတော့အိတ်သွားတယ်ဆန္ဒရေးထအောင်ဟဲ့မင်းတော်ကန္တကခေါ်ခဲ့တော့ဒီကနေ့တော့သစ္စာရှာဖို့ငါမြင်စီတော့မယ် today သစ္စာရှာဖို့ငါမြင်စီတော့မယ် I'll take the horse to find the truth ဒီကနေ့တော့သစ္စာရှာဖို့ငါမြင်စီတော့မယ်ဆန္ဒမင်းတော်ကန္တကထုတ်ခဲ့ဆိုတော့ညာကြီးသကောင်များဆန္ဒကထိတ်သွားတယ်တိတ်တထမင်းသားတွေ့ကြည့်မျက်ရည်တွေကျအလိုပဲလာပါလိမ့်ဖေခကြီးမသာလမ်းမသာညာကြီးသကောင်များအရှင်ဘယ်လိုဖြစ်တာပါလိမ့်ဖေတူတူပြောစမ်းကန္နကတနန်းတော်လုံးနိုးသွားလိမ့်မယ်ဒီအချိန်လေးကိုငါစောင့်နေတာဝင်းလျံတဲ့ကံကြမ္မာညာလင်းကြီးငါလင်းပြီမင်းတူတူပြောစမ်းနန်းတော်ကတနန်းတော်လုံးနိုးသွားလိမ့်မယ်ပြမများတရားများကတော့သူတို့ကြံစည်တဲ့သူတို့မြတ်စွာဘုရားသိတ္တမင်းသားတောထွက်တော်မယ်ဆိုကြတဲ့ကမြင့်တော်ကန္တကရဲ့ခြုံစံနေတိတ်အောင်လုပ်ထားပြီးခွာတန်နေတိတ်အောင်လုပ်ထားပြီးရှီတန်နေတိတ်အောင်သူတို့လောကကိုအတန်နေစိတ်အောင်လုပ်ထားကြပြီအချိန်ဟာဆောက်ရောက်ခဲ့ပြီဆန္ဒငါနှလုံးသားချုံနေဟောဒီရွှေလောင်းအိမ်ကထွက်ပြီးလောကအတွက်တရားသစ္စာငါရှာတော့မယ်ဆိုတော့ဆန္ဒကကျူးကိုဖက်ထားတယ်သွားပါဗျာဘုန်းတော်ကြည်လှသောဗရင်သုဒ္ဓရဏရဲ့မြတ်လှသောသားတိတ္တထဟာမင်းတကာတို့ရဲ့မဟာဧကရေဧကန်စင်စစ်ဖြစ်မယ်လို့ပရောဟိတ်များဟောတာအလကားဖြစ်ရတော့မှလားဗျာသူဖုံးသားရဲ့ခွက်ကိုကန်ရဖို့များအရှင်ရဲ့လက်စုပ်ထက်ကနာမသုံးဆောင်ကိုသွန်းလွတ်တော့မလို့လားဗျာဟောဒီနိုင်ငံတော်ကြီးကိုပြစ်ပယ်တော့မလို့လားဗျာဖော်မဲ့စီကြံခန္ဓာရတောကြီးထဲမှာအရှင်တပါးတဲ့ထွက်တော်မလို့လားဗျာကျွန်တော်မြုပ်တာပါရစေဗျာဆန္ဒလောကကိုငါရောက်လာခြင်းသည်ရာဇာပလင်အတွက်မဟုတ်ငါသွားမဲ့ခရီးသည်အရာအလုံးတဲ့မြင့်မြတ်သောခရီးဖြစ်၏ကန္တကကသာထုတ်ခဲ့ဒါပါရစေဗျာခမီးတော်တို့နဲ့တော့ဆွေတော်မျိုးတော်တို့ရဲ့ဘဝပီတိအရှင်းကိုချစ်ခင်ကြသူတွေရဲ့သောကဗျာပါရရသော်ရဗိမာတိဝိနဲ့သားတော်ရာဟုလာတို့ရဲ့မျက်ရည်အရာအလုံးကိုအရှင်စွန့်နိုင်ပြီလားဗျာဇာနာကိုသာခေါ်ခဲ့လေမင်းကမတန်းနေတော့ဇာနာကြီးအဲ့မှာကန္တကကိုခေါ်လာတော့လျှာ18တောင်ရှိတဲ့ဘောသာခွာကျူပလဲအောင်မြင်းတော်ကပြောနေပြီကနေ့တော့ပြင်သိတ္တထမင်းသားတောထွက်မယ်ဆိုတာသူသိနေပြီသိတ္တထလေသာမှုကိုသာလိသနရွေနကပ်ပြီးတူတူလေးပြောပြီငြိမ်စံသာလိညီစံမင်းမဟီလိုက်နဲ့နော်ကန္တကမင်းကငါစီးဘူးသမျှအဝေးဆုံးခရီးတာမှာ
အခုငါ့ကိုပို့ရမယ်ခရီးကတရားသစ္စာရှာရမှာဖြစ်လို့ခါတိုင်းသွားနေကြတဲ့ဝေးလိမ့်မယ်ငါရှာဖွေမှုဟာဘယ်မှာဆုံးမယ်မသိဘူးငါတွေ့တဲ့အထိခရီးနှင်ရလိမ့်မယ်ဒါကြောင့်မင်းကလေးညငါ့ကိုပို့ပါတော့ပြောချင်တာကပညာဉာဏ်အလင်းပွင့်လင်းကြသူတို့မှာလောကအတွက်အကျိုးဟာအင်မတန်ကြီးပါတယ်ကျွန်တော်သားသမီးတွေကိုလည်းပဲ knowledge based society လို့ခေါ်တဲ့ပညာအခြေခံလူဖွဲ့စည်းစီကိုကျွန်တော်တို့သွားရမယ်အချိန်ကြပါပြီနိုင်ငံတော်ရှေ့ဆက်ရမယ်ခရီးဟာပညာခရီးပဲဖြစ်ပါတယ်ပညာပြေဝနှလုံးလှသောပညာအားဖြင့်လောကကိုတည်ဆောက်နိုင်သောပညာအားဖြင့်အရာရာကိုပိုင်းဖြတ်၍အရက်ဆိုင်မရောက်ဘီယာဆိုင်မရောက်မြို့ရဲ့စေဝါစီမရောက်စာကြည့်တဲ့စီများစာကြည့်တဲ့ကြီးများစီကိုလှမ်းလာတတ်သောလှမ်းလာနိုင်သောကျွန်တော်တို့ရဲ့သားသမီးတွေကိုတော့ဖြင့်ဒီကနေ့ကစလို့ဟာဒီမော်လမြိုင်မြို့မှာလည်းစာကြည့်တဲ့ကြီးတွေရှိတယ်ဒီမှာကောင်းတဲ့စာကြည့်တဲ့ကြီးတွေရှိတယ်ဆရာဦးအန်ကျော်တို့လိုပညာရှင်ကြီးတွေလည်းရှိတယ်သူစာကြည့်တဲ့ဆိုရင်ကျွန်တော်ရောက်သွားတဲ့အခါမှာစက်သိန်းတောင်ထားတယ်ဒီစာကြည့်တဲ့ကြီးတွေစီကိုကျွန်တော်တို့သားသမီးတွေပို့ရတော့မယ်လက်စီပေဒလာတိခါကာမသီလဝန္တဖြစ်တော်မူကြသောသံဃာတော်ရှင်သူမြတ်များကလည်းစောင့်ရှောက်တော်မူစေခြင်းပါလေဗျာဆက်လက်လည်းစောင့်ရှောက်တော်မူပါသာသနာတော်ကိုစောင့်ရှောက်ပြီးတဲ့ကဲလို့ဟောဒီမျိုးဆက်တဲ့လူငယ်တွေအတွက်လည်းဆက်လက်စောင့်ရှောက်ပေးတော်မူကြဖို့ပြောခြင်းပါလေရှောက်ခြင်းပါလေယမိယဖများကလည်းပဲဝမ်းကြပါအောင်ဒီလိုစာကြည့်တဲ့ကြီးဒီလိုဟောပြောဝဲကြီးတွေကိုမြန်မာပြည်မှာပြောစမှဖြစ်လာအောင်ကျင်းပခဲ့ကြတဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးများရဲ့ဟာဒီလုံးလာဥဒ္ဒဟအကိုလည်းကျွန်တော်တို့ကကျေးဇူးတင်ကြောင်းပြောရမှာဖြစ်ပါတယ်မိရင်ဖရင်များကလည်းစောင့်ရှောက်ကြပါဒုတိယမိခင်ဖခင်များဖြစ်သောဆရာဆရာမများကလည်းပညာခရီးပညာလောကစီကိုကျွန်တော်တို့ခလေးတွေဆက်လက်ဆောင်ခြင်းပို့ဆောင်နိုင်မှုအားလုံးကဝမ်းရမယ်အချိန်ခါကြာရောက်ပြီးဖြစ်ပါကြောင်းပြောရင်းနေကုန်ချုပ်ပါတယ်